Hello everyone အားလုံးပဲမင်္ဂလာပါဒီချက်အနင်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီချက်ကရှာဖွေတွေ့ရှိတယ်ပြောပြတယ်ဖြစ်လာတယ်ဒီလိုမျိုး buff လေးတွေကို tenses လေးအမျိုးမျိုးသုံးပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ်နော်ဆိုတော့ဒီ buff လေးတွေကနေ့စဉ်လူနေမှုဘဝစကားပြောဆိုတဲ့နေရာမှာသုံးဝင်ပြီးတော့သုံးရတဲ့ buff လေးတွေပဲဖြစ်ပါတယ် off on တွေကိုတေချာလေ့လာထားရင်နေ့စဉ်သုံးအင်္ဂလိပ်စကားပြောတဲ့နေရာမှာအများကြီးသုံးဝင်ပါတယ်နော်ပထမဆုံး find ရှာဖွေတွေ့ရှိရတဲ့ buff ကိုပတ်ဝန်းနေနဲ့ I often find interesting articles online ကျွန်တော် internet ပေါ်မှာစိတ်ဝင်စားစရာကောင်းတဲ့ဆောင်းပါးတွေမကြာခဏတွေ့ရတယ်လို့သုံးလို့ရတယ် buff 2မှာတော့ she found her lost keys under the bed သူမပြောင်းနေတဲ့တော့တွေအိပ်ရာအောက်မှာတွေ့ခဲ့တယ် present perfect မှာ scientists have found new evidence about the universe သိပ္ပံပညာရှင်တွေကစัจ java လာကြောင့်ထောက်ထားအသစ်တွေရှာဖွေတွေ့ရှိပြီးပါပြီ MS supply ing ဖြစ်တဲ့ present continuous မှာတော့ they are finding it difficult to adapt the new system သူတို့အတွက်စနစ်အသစ်ကိုစီလျောင်လုပ်ရအခက်ခဲနေတယ်လို့သုံးလို့ရပါတယ်မှတ်ချက်အနေနဲ့ find ကို continuous form နဲ့မှာလက်ရှိတွေ့ကြုံဖော်ပြရင်သုံးလို့ရပါနော်နောက်ထပ် buff တစ်ခုက tell ဆိုတဲ့ buff ပါသူ့ဘဝမှာ my father always tell us interesting story ကျွန်တော်အဖေကကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေအမြဲပြောပြတယ် buff 2မှာတော့ she told me the secret yesterday သူမမနေ့ကကျွန်တော်ကိုလှုပ်ဝက်ချက်ကိုပြောပြခဲ့တယ် present perfect မှာ I have told you many times not to do that အဲ့ဒါမလုပ်ရဘူးလို့ကျွန်တော်မင်းကိုအချိန်ချင်းပြောပြီးပြီလို့သုံးရပါတယ် MS supply ing မှာThe guy is telling the tourists about the history of this temple. လမ်းပြကြီးကခရီးသွားတွေကိုဒီဖျားရဲ့သမိုင်းကြောင်းကိုပြောပြနေတယ်။ Now become ဆိုတဲ့နောက်ဆုံး buff မှာပဝန်းအနေနဲ့ caterpillars became butterflies. ဖလန်ကောင်လေးတွေကလိပ်ပြာဖြစ်လာတယ်။ buff 2မှာ he became a famous actor after that movie. ဒီရုပ်ရှင်ပြီးတဲ့နောက်သူကနာမည်ကြီးမင်းသားဖြစ်လာခဲ့တယ်။ Present perfect မှာတော့ she has become very confident since she started her new job သူမအလုပ်သစ်စလုပ်တဲ့အချိန်ကတည်းကယုံကြည်မှုအပြည့်ရှိသူဖြစ်လာပါပြီ present continuous မှာတော့ it is becoming more and more difficult to find a parking space here ဒီနေရာမှာကားရက်စရာနေရာရှားတာပိုပြီးခက်ခဲလာတယ်လို့သုံးလို့ရပါတယ်နော် so ပိုပြီးတော့မှတ်မိသွားအောင်ချို့ဒီ buff လေးတွေကိုသုံးပြီးတော့ tense အလိုက်လေ comment section ထဲမှာရေးခဲ့လို့ရပါတယ် see you in the next video everyone bye bye